စွန်ကျင်တဲ့သူများအတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးကိုမတ်စာဒီနေ့ပြပြမယ်နော်မိမိကအိမ်အောင်ကြတဲ့အရွယ်လေးရောက်ပြီးမိမိကိုကြိုက်မဲ့လူလည်းမရှိဘူးမျက်လုံးချင်းတောင်စုံတဲ့လူမရှိဘူးမိမိနဲ့ဒီလိုမျိုးပေါ့နော်ဖူးစာဘက်လိုမျိုးမတွေ့ဘူးဒီလိုမျိုးဖြစ်နေပြီမိမိကလည်းချစ်သူရီးစားထားခြင်းနဲ့အိမ်အောင်ပြုခြင်းနဲ့ဆိုရင်ဒီနည်းလေးပြုလုပ်ကြည့်နော်တူအိုတူအရန်ချစ်တဲ့လင်မယားဇုံတွေရှိရနေပြီးတော့ထမင်းစားပကံတစ်ချက်ကိုလက်ဆောင်တောင်းပါဝယ်လို့မရဘူးเนาะလက်ဆောင်ဖြစ်တောင်းပါအဲ့ဒီပကံထဲမှာရွှေလက်စွပ်တကွင်းနဲ့စံစစ်ကိုစီကိုထည့်ပါပြီးတဲ့အခါကျရင်အဝတ်စအနီနဲ့ပကံပြားကိုပတ်ထားပါဒီပတ်ထားတဲ့ပကံပြားအကျွဲကိုနှိမ့်ခင်းဆိုရင်မိမိအိပ်ရနာကစပွဲပေါ်မှာဒီပကံပြားလေးကိုထားပြီးအိပ်ပါညအခါရောက်တဲ့အခါကျရင်တော့အဲ့ဒီထဲကလက်စွပ်ကိုလက်ထဲမိမိလက်မှာဝစ်ပြီးတော့အိပ်နေ့တိုင်းဒီလိုမျိုးလေးမညကြရင်လက်စွပ်ကလေးဝစ်အိပ်မနေ့ကြရင်အဝတ်စအနီနဲ့ပြန်ပြီးတော့ဒီပကံပြားရောပတ်ထားပါတော့မိမိကိုယ်တိုင်လည်းအိမ်အောင်ကြပြီလို့စိတ်ထဲကမှတ်ထားပါဒီနည်းလေးကိုပြုလုပ်ခြင်းအပြင်18လအတွင်းမှာထူးခြားမှုကိုတွေ့မြင်ရပါလိမ့်မယ်မိမိရဲ့ဖူးစာဘက်ကိုလည်းတွေ့ဆုံလိုက်ရပါလိမ့်မယ်မိမိရဲ့အိမ်အောင်ပြုရင်အကြောင်းအရာကိစ္စပေါ်ပေါက်လာပြီးတော့မကြခင်အိမ်အောင်ပြုရပါလိမ့်မယ်ကဲမဆာပြောတဲ့နည်းလေးအတိုင်းကိုစွန့်ကျင်တဲ့လူတွေပြုလုပ်ကြည့်ပါမဆာရဲ့စာစာပြည်ရင်ရေရာကိုလည်း like and follow လုပ်ထားပေးကြပါနော်အားလုံးကိုပဲကျေးဇူးတင်ပါတယ်ရှင်